ခန္ဓာကိုယ်ကြီးဖွံ့ဖြိုးမှုအတွက်တိဆောက်ဖို့အတွက်အသားဓာတ်တွေလိုတယ်ဆိုတော့ကလေးငယ်အရွယ်ကနေပြီးတော့တက်ကြီးရွယ်ကိုအရွယ်အထိအသားဓာတ်ကလိုအပ်တယ်အဲ့တော့ဒီအသားဓာတ်ကိုအသားတွေစားရင်ရမယ်ဒါကတော့ရှင်းတယ်ဒါပေမဲ့အဲ့ဒီအသားတွေကဒီနေ့ဒီချိန်မှာဈေးကြီးတယ်ကြက်သားစားမယ်ဝက်သားစားမယ်ဘဲသားစားမယ်တိုးသားစိတ်သားအစရှိသဖြင့်အသားအစုံရှိတယ်ဒီအသားတွေစားရင်တော့အသားဓာတ်တွေရတယ်မှန်တယ်ဒါပေမဲ့ဒီအသားတွေကိုစားဖို့အတွက်ငွေကြေးမလုံလောက်ဘူးနေ့တိုင်းစားဖို့နောက်ပြီးရင်ဒီအသားတွေကိုမကြိုက်လို့မစားဘူးဆိုတဲ့လူကကြတော့ခန္ဓာကိုယ်ကြီးတစ်နေ့အသက်ရှင်ဖို့လိုအပ်တဲ့အသားကိုဘယ်ရမလဲကဲဒါဆိုရင်နောက်ထပ်အသားတွေရနိုင်တဲ့ဟာတစ်ခုကကြတော့ငါးပေါ့နော်ငါးနဲ့ပင်လယ်စာတွေအဲ့တော့ငါးတွေစားသုံးခြင်းကနေပြီးတော့အသားဓာတ်ရတဲ့အပြင်ဆွဆွကပြောတဲ့ခန္ဓာကိုယ်ကြီးအသက်ရှင်နေတိုင်းကိုမရှိမဖြစ်လိုအပ်တဲ့တတ္ထုဓာတ်တွေအများကြီးရတယ်ဒါငါးစားမယ်ဆိုရင်အဲ့ဒီမှာမှငါးကိုတစ်ကောင်လုံးအယိုးတွေပါဝါစားလို့ရတဲ့ပုံစံနဲ့စားမယ်ဆိုရင်အာဟာရတွေကပိုရတယ်ကဲနောက်တစ်ခုကကြတော့ဒီအသားဓာတ်ကိုပဲငါးလည်းမစားဘူးညှီလို့အသားလည်းမစားဘူးဒါကြောင့်မဲ့ခန္ဓာကိုယ်ကြီးအသက်ရှင်နေတဲ့ဖွံ့ဖြိုးဖို့အတွက်အသားဓာတ်ကလိုတော့ကဲဒါဆိုဘယ်ရမလဲဆိုတော့ပဲမျိုးစုံနေရမယ်ကဲဒါဆိုလို့ရှိရင်မြန်မာပြည်မှာပဲတွေကအမျိုးကြီးအများကြီးစိုက်တယ်ဒီနေ့တစ်မျိုးစားရင်တော့တစ်လစားရင်ပဲမထက်ဘူးအဲ့တော့ပဲတကပဲတဲ့မှာအသားဓာတ်အများဆုံးဆိုရင်ကလပဲပေါ့ဒီကလေးပဲကိုလှုပ်ထားတယ်ကျမတို့မြန်မာပြည်မှာတိုဖူးကြော်စားရှိတယ်တိုဖူးနွေးလို့ခေါ်တဲ့ရှမ်းစာတွေရှိတယ်တိုဖူးတုတ်စားကြတယ်ဒါဆိုအသားဓာတ်တွေအများကြီးရတယ်နောက်တစ်ခုကကြတော့ပဲပုတ်လို့ခေါ်တဲ့စွိုင်းဘီပေါ့နော်ပဲပုတ်မှာလည်းအသားဓာတ်ကအများကြီးပါတဲ့အတွက်ပဲပုတ်ကနေထုတ်ထားတဲ့အခုပဲပေါက်ပဲပြားလို့ဆိုတဲ့ပဲပြားကလည်းအသားဓာတ်တွေအများကြီးရမယ်အဲ့တော့နောက်တစ်ခုကကြတော့အစိတ်အဆန်ကြီးစားရင်အသားဓာတ်တွေရမယ်ဘယ်လိုမျိုးတွေလဲဆမ်မဆိုလို့ရှိရင်ရေပဲဆန်စားမယ်နေကြစေ့နန်းစေ့ဖယုံစေ့ပြီးရင်cashew nut ကောနော်ဒီဟိုစေးရှိမယ်ပြီးရင်ဘန်နာစေးတို့ဒီလိုအစိတ်အဆန်တွေစားသုံးခြင်းကနေလည်းကျမတို့အသားဓာတ်တွေရတဲ့အပြင်ခန္ဓာကိုယ်ကြီးကိုကျန်းမာစေတဲ့ omega 3 fatty acid တွေအများကြီးပါတဲ့ကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီဓာတ်တွေလည်းရမယ်ကဲအဲ့တော့အသားအတွက်ကိုစားငါးစားဒါမှမဟုတ်ရင်ပဲမျိုးစုံကပဲစားဒါမှမဟုတ်ဟင်းဒီဟင်းပဲလို့ပြောတဲ့ vegetarian diet တွေရှိတယ်အသီးရွက်ပဲစားတဲ့လူတွေဆိုရင်လည်းအသီးရွက်တွေမှာလည်းအသားဓာတ်တွေရှိတယ်ဥပမာအမြင်သာဆုံးပြောရရင်avocado လို့ခေါ်တဲ့ထောပတ်သီးလိုဟာမျိုးမှာအသားဓာတ်တွေ vitamins တွေ mineral တွေအများကြီးပါတယ်ထောပတ်သီးကိုဟင်းအဖြစ်နဲ့ထမင်းနဲ့စားလို့ရတယ်ထောပတ်သီးကိုအတုပ်တုပ်စားလို့ရတယ်နောက်တစ်ခုကကြတော့ကျမတို့မြန်မာပြည်မှာအလကားပေးအောင်မယူကြဘူးတန်တလွန်ရွက်တန်တလွန်သီးဆိုရင်တော့တစ်ထောင်ကို200တို့300ဈေးကြီးပေးစားတယ်တန်တလွန်ရွက်ကြအလကားပေးအောင်မယူတန်တလွန်ရွက်မှာအသားဓာတ်တွေအများကြီးပါတယ်အဲ့လိုဆံပြုတ်ကလေးပြုတ်တော့ရင်တော့ဓာတ်နုံရွက်ထက်တော့မယ်စသားစုပြုတ်ကလေးဓာတ်နုံရွက်ထက်တော့မယ်ဓာတ်နုံရွက်လေးတို့ရင်သွေးဖြောပြီးတော့အရွက်ကိုပဲတုပ်စားမယ်အဲ့တော့အသီးရွက်ကနေလည်း protein ဓာတ်တွေရတယ်အဲ့တော့အသီးရွက်အားလုံးမှာအသားဓာတ်ကနည်းအများကြီးပါတဲ့အတွက်အသီးရွက်စားခြင်းကြောင့်အသားဓာတ်လည်းရမယ်ခန္ဓာကိုယ်ရဲ့ခုခံအားတွေကိုကောင်းစေမယ်ဗီတာမင်နဲ့သတ္တုဓာတ်တွေလည်းအကုန်ရမယ်ပြီးလို့ရှိရင်ရေဓာတ်တွေလည်းအများကြီးရတယ်ပြီးရင်ခန္ဓာကိုယ်ကျန်းမာရေးကောင်းစေမယ်အဆီဓာတ်တွေဆိုတာလည်းရတယ်ဆိုတော့လူတစ်ယောက်တစ်နေ့အသက်ရှင်အောင်လို့လိုအပ်တယ်မရှိမဖြစ်လိုအပ်တဲ့အာဟာရကြီး6မျိုးလုံးကိုစားတဲ့မနက်စာနေ့ခင်းစာညစာမနေ့တရေစာညတရေစာစားလိုက်တဲ့ပမာဏတိုင်းမှာအများကြီးစားစရာမလိုပဲနဲ့အခုလိုအာဟာရအသည့်လေးနဲ့စုံလင်းလေးနဲ့ဖွရလေးနဲ့စားမယ်ဆိုရင်ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်တွေဖြစ်တယ်။အဲ့တော့လူတစ်ယောက်တစ်နေ့အသက်ရှင်ဖို့လိုအပ်တဲ့အာဟာရကြီး6မျိုးဆိုတော့အသားဓာတ်ကိုအသားစားရင်ရမယ်။ငါးစားရင်ရမယ်။ပင်လယ်စားတွေစားရင်ရမယ်။ဒါမှမဟုတ်လို့ရှိရင်ပဲမျိုးစုံတွေကိုစားမယ်။ဒါမှမဟုတ်လို့ရှိရင်အစိတ်အဆန်တွေစားမယ်။နောက်ပြီးရင်အသီးရွက်တွေစားမယ်။အဲ့တော့ဒီကလေးလေးတွေကိုကိုတိုင်းပြည်ကထွက်တဲ့ပဲတွေကိုစားတတ်အောင်ကျင့်ပေးရမယ်အဲ့တို့ကလေးကဘာပဲကိုကြိုက်တယ်ဥပမာမြန်မာပြည်မှာပဲစားလားမေးလိုက်ရင်စားတယ်ဘာပဲလဲဆိုတော့မနဲ့ပဲပြုတ်လို့အော်ရောင်းတဲ့စတော်ပဲလောက်ကိုပဲစားကြတယ်တကယ်ကသူ့ရဲ့အာဟာရကကြတော့စစောကပြောတယ်ကလပဲတို့လိုပဲပုတ်တို့လိုနဲ့ရှင်လိုက်ရင်အရန်กว่าတယ်ကိုလိုချင်တဲ့အသားဓာတ်ကိုရကျင်တယ်ဆိုရင်ကလပဲကိုစားမယ်ပဲတကပဲထဲမှာအသားဓာတ်အများဆုံးကကလပဲအဲ့တော့ကလေးပဲနဲ့လုပ်တဲ့စစောကတိုဖူးကြိုပြီးတိုဖူးတုပ်လေးကိုတုပ်စားမယ်ပြီးရင်တိုဖူးနွေးစားမယ်ဒါမှမဟုတ်လို့ရှိရင်လည်းပဲပုတ်နဲ့လုပ်ထားတဲ့ပဲမောက်ပဲပြားဆိုတဲ့ပဲပြားကိုစားမယ်ဟင်းညိုထဲမှာထက်တောင်းမယ်စွပ်ပြုတ်ထဲမှာထက်တောင်းမယ်အစိမ်းကြော်ဟင်းဘက်လေးတွေနဲ့ရောကြော်စားမယ်အဲ့တော့ကလေးလေးကြိုက်လူကြီးလေးကြိုက်လူငယ်လေးကြိုက်အားလုံးကြိုက်တဲ့အစားအသောက်ကိုအားလုံးနဲ့လည်းတင့်တော်တယ်သူကပြီးလို့ရှိရင်အာဟာရတန်ဖိုးတွေကမြင့်နေတဲ့အတွက်နည်းနည်းလေးပဲပုံစံပြောင်းပြီးတော့ချက်ပြုတ်ပြင်ဆင်လိုက်ရုံပဲနောက်တစ်ခုကကြတော့ဥပေါ့နော်အဲ့တော့ကြက်ဥစားမယ်ဘဲဥစားမယ်မြန်မာပြည်မှာငုံဥလည်းစားတယ်အဲ့တော့ဥတွေကနေလည်းအသားဓာတ်ရတယ်လေအဲ့တော့အသားဓာတ်ကကြတော့ကိုကဝင်နဲ့တော့၎င်းဒါမှမဟုတ်ရင်ကိုယ့်ရဲ့အကြိုက်နဲ့တော့၎င်းကိုကဘာကိုကြိုက်တာလဲဒီနေ့ကြက်ဥကြိုက်မယ်နောက်နေ့ကြက်ဥမစားခြင်းပဲမျိုးစုံကနေနောက်နေ့ကျရင်ငါးလေးစားမယ်အဓိကအရေးကြီးဆုံးကကြတော့ကိုလိုချင်တဲ့အသားဓာတ်ကို
source မျိုးစုံကနေပြောင်းပြီးတော့ချက်ပြုတ်ပြင်ဆင်နည်းမျိုးစုံလေးနဲ့ချက်တာကအရေးကြီးဆုံးပဲဒါကြောင့်ပဲမျိုးစုံကိုကလေးတွေစဖို့ကျင့်ပေးစေခြင်းနဲ့ဆိုတာကကိုယ်တိုင်းပြည်ကထွက်တဲ့ပဲတွေကတစ်နေ့တစ်မျိုးစားရင်တော့ရက်30မှာမထက်စေတဲ့အတွက်ဒီပဲကရတဲ့အသားဓာတ်အပြင် B complex တွေ vitamin B မျိုးစုံတွေရမယ်ပြီးရင်မရှိမဖြစ်လိုအပ်တဲ့သတ္တုဓာတ်တွေရမယ်ဒါတွေအားလုံးကိုဈေးသက်သာတဲ့ကိုမြန်မာပြည်ကထွက်တဲ့ပဲမျိုးစုံကနေစားစေခြင်းတယ်အဲ့တော့ကလပဲလေးတို့နှက်စားလို့ရတယ်ပဲကြီးလေးတို့စူပိုရွက်နဲ့နှက်စားမယ်ဆိုလို့ရှိရင်စူပိုရွက်မှာအများကြီးပါတဲ့တန်ဓာတ်ကပဲကြီးရဲ့အသားဓာတ်တွေနှစ်ခုပေါင်းပြီးတော့လူကအရန်စားလို့လည်းကောင်းတယ်အရသာလည်းရှိတယ်အာဟာရတွေပြည့်တော့ပဲကြီးနှက်လေးစားပြီးလူကချက်ချင်းတန်ဓာတ်တွေကြောင့်အိတ်ချင်စိတ်ကိုပေါက်လာတယ်အာဟာရတွေပြည့်သွားတာလေသွေးတွေသားတွေစီရောက်သွားတော့အဲ့ဒီအခါကျတော့ကိုကဒီပဲမျိုးစုံလေးတွေစားတဲ့နေရာမှာမျိုးစုံပေါ့နော်ပဲဟင်းလေးချက်စားမယ်ပဲပြုတ်ကလေးပြုတ်ကြော်စားမယ်ပြီးရင်ပဲလေးကိုတုပ်စားမယ်အဲ့တော့လူတွေကအများဆုံးမနေ့မိုးလင်းရင်ရောင်းတဲ့ပဲပြုတ်ဆိုတဲ့ဒီစတော်ဘဲလို့ခေါ်တဲ့စတော်ဘဲလောက်ပဲစားတဲ့ဆိုရင်တော့ဒါကပြင်ဆင်တဲ့အချိန်ရောက်ပြီ